ကျွန်တော်မြန်မာပြည်မှာအသက်ရှင်ရတဲ့အရာကတော်တော်ကိုဘောနော်စိန်ခေါ်မှုများပါတယ်ကျွန်တော်ဘက်မှာပေါ့နော်ဦးရေးချေပဲဖြစ်ဖြစ်ကျမ်းမာရေးနိုင်ငံရေးကစားမျိုးကျွန်တော်အခက်ခဲတွေပြင်ဆိုင်ကြရပါတယ်အဲ့တော့သူများတွေဆိုရင်မြန်မာပြည်မှာမွေးရတာကန်ဆိုးတယ်ပေါ့နော်မြန်မာဗမာလိုမျိုးလို့ဆိုရင်ကန်ဆိုးတယ်လို့ပြောကြတယ်In grace, how sweet the sound that saved a wretch like me. I was lost. Hello. Hello, come on. What? Bạn không chết tầm mò chứ vậy? Không biết nó về. Dạ, nó lú cọt xìa lòng và nó kêu lại. Hello. Ôi tê xíu cho nó gọi. ကျွန်တော်နာမည်ကကျင်လန်ခိုးဖြစ်ပြီးတော့ခိုးပြီးလို့လည်းခေါ်ပါတယ်ကျွန်တော်ကတော့ YBC မှာအသင်းအုပ်ဖြစ်ပြီးတော့ EPTA မှာကျန်းစာသင်ပေးတဲ့ဆရာတစ်ပါးဖြစ်ပါဝင်ဆက်ကထားပါတယ်ဒီဆရာတွေတိတ်မရှိဘူးဒါကြောင့်ကျွန်တော်ကိုယ်တိုင်ကအခုကဒီတခြားအင်္ဂလိပ်ကောင်းတဲ့အင်္ဂလိပ်သချင်းတွေကိုမြန်မာလိုဘာသာပြန်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒါသချင်းကျေးဇူးတော်ကြောင့်သချင်းရေးဆက်ပြီးတော့အခုကသချင်းအမတားမှရေးကြည့်လာတာဖြစ်တယ်သချင်းကဏ္ဍမှာဆိုရင်ဂျင်းမှာဒီယုံကြည်ခံယူချက်ဩဝါဒပိုင်းဆိုင်မှာ theology ပိုင်းဆိုင်ရာမှာမိုင်းတဲ့သချင်းတွေလည်းတော်တော်များများရှိလာတယ်ခေတ်စားလာတယ်ပေါ့နော်အဲ့တော့ဒါတွေကိုလူငယ်တွေကမသိဘူးအသင်းတော်မှာလည်းသချင်းတန်စိန်ကောင်းလဲဆိုလို့ကောင်းတယ်ဆိုရင်ဆိုကြတာပဲဒါကြောင့်ကျွန်တော်တို့ဒီ YBC မှာကျွန်တော်တချင်းဆိုဖို့ရန်တချင်းတွေရွေးချယ်တဲ့အခါမှာတချင်းတော်တော်လေးကိုအခက်အခဲဖြစ်တဲ့ဒီကျွန်တော်ကျောင်းမှာပေါ့နော်ကျောင်းသားတွေလာတက်တဲ့ခါမှာပဲဖြစ်ကျွန်တော်ကျောင်းသားတွေသင်တန်းသားတွေက background အမျိုးမျိုးကနေလာကြပါတယ်မျက်စိကျန်းစာကိုကြည့်တဲ့ခါမှာเนาะမျက်စိဝိညာဉ်မျက်စိပို့ပြီးတော့ပွင့်လာကြတဲ့အတွက်ကြောင့်သူတို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ကျွန်တော်ကျောင်းသားတွေတချို့ဆိုရင်သူတို့ဒီနှုတ်ကပတ်တရားကိုကျွန်တော်ဟောပြောတဲ့အနက်ဖွင့်ကျမ်းစာအနက်ဖွင့်တရားဟောခြင်းဤစနစ်ကို
သူတို့လည်းအသင်းတော်တွေသူတို့ရဲ့ကိုယ်စီအသင်းတော်တွေမှာကျင့်သုံးပြီးတော့အဲ့လိုမျိုးဟောပြောတဲ့အခါမှာသူတို့ရဲ့အသင်းသားတွေလည်းဝိညာဉ်ရေးမှာပို့ပြီးတော့ကြီးထွားလာတယ်တိုးတက်လာတယ်ဆိုတာကိုကျွန်တော်သက်သေခံချက်တွေလည်းများစွာကျွန်တော်ကြားခဲ့ရပါတယ် I was born and raised up in a very ecumenical, liberal family. Brother Van was born and raised up in a Presbyterian, and Brother Tangin, he came from Oneness Pentecostal. Before we met, he also joined in a very fundamental Baptist church. When we met, we read together, we study together, we pray together, and also we share meals together. I am so thankful to God because of the teaching ministry of Grace to You. It became under the name of EPTA that totally changed my conviction, my understanding of the Bible. So three of us came to realize and agree that yes, the Bible has no error. So let you know Beniama unity ဖြစ်လဲဆိုတော့သူတို့နှုတ်ကပတ်တော်ကိုကျွန်တော်ရှင်းပြတယ်နှုတ်ကပတ်တော်ကိုတွန့်သင်တယ်အဲ့ဒီနေမှာသူတို့ဒါနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကိုဒီ denomination ဂိုင်းကနာတွေကိုမစင်စားတော့ဘဲနဲ့ငါတို့ကျမ်းစာကိုလေ့လာခြင်းတယ်ကျမ်းစာကိုပို့ပြီးတော့သိခြင်းတယ်အရင်ကဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘဝကမီယိုဖလာခရိယန်တွေနဲ့အသက်ရှင်ခဲ့ပြီးတော့မှယုံကြည်ခြင်းသခင်ယေရှုရဲ့အသေးခံခြင်းတရားကိုသိရှိပြီးကယ်တင်ခြင်းရရှိတယ်အဲဒီကနေပြီးတော့မှဒီ EPTA အကြောင်းမှာလာရောက်တက်ရင်းနဲ့မှအကြောင်းပြီးခဲ့တယ်ကျွန်တော်ဒီအကြောင်းစတက်တဲ့အချိန်မှာလည်းအကြောင်းသားတဦးထဲကျွန်တော်တဦးထဲအနေနဲ့ပဲကျွန်တော်ကပထမဆုံးအကြောင်းသားတယောက်ဖြစ်တယ်အဲ့တော့အကြောင်းမှာလည်းအတန်းထဲမှာလည်းကျွန်တော်တယောက်ထဲရှိတဲ့လူကြောင့်လို့အခက်ခဲတော့ရှိတယ်သင်ယူမှုလေ့လာမှုအပိုင်းတွေအဓိကတော့အပေါင်းအသင်းတငယ်ချင်းတိုင်ပင်ပေါ်မရှိတဲ့လူကြောင့်မလို့အနေငယ်ခက်ခဲမှုတော့ရှိတယ်ဒါပေမဲ့လည်းဘုရားသခင်နဲ့ဆုတောင်းပြီးကြိုးစားပြီးသွားတဲ့အခါမှာအခက်ခဲအမျိုးမျိုးကိုကြော်လွန်ခဲ့တယ်ကျွန်တော်တို့ရဲ့အကြောင်းမှာဆရာလည်းကျွန်တော်တို့တယောက်တည်းသင်ပေးပါတယ်ဆရာနာမည်ကတော့ဆရာ Silas ဖြစ်ပါတယ်သူရဲ့သင်မှုသင်ကြားမှုကရှင်းပါတယ်သူရဲ့ရှင်းပြမှုစာရေးရှင်းပြမှုနားမလည်တဲ့အခါမှာလည်းသူ့ကိုမေးတဲ့အခါမှာသူကောင်းကောင်းမွန်မွန်ရှင်းပြတယ်သူရဲ့ရှင်းပြမှုကလည်းကျွန်တော်တို့တော့အများကြီးထိရောက်မှုရှိတယ်ကျွန်တော်လည်းသူ့ကိုအများကြီးအားကိုးခဲ့တယ်သူလည်းအားကိုးခဲ့တဲ့အတိုင်းပဲအကောင်းဆုံးဆရာဖြစ်သူသင်ကြားပို့ချပေးခဲ့တယ်ဒီအတွက်လည်းသူ့ကိုကျေးဇူးတင်ပါတယ် So this is EPTS office. So we have books. Some of our friends have translated or they wrote some of the books by themselves. So we also sell for them. We translated into Burmese the MacArthur Bible Handbook by John MacArthur, and we are doing this one right now, almost ready for print. Essential Christian Doctrine, and we just send it to the printer, the MacArthur New Testament commentary. We will get very soon. We will get very soon, maybe in 1 or 2 months. So we are very happy for that. These resources also help other believers to know sound theology, sound doctrine, sound teaching. So we are doing many things in this place. This one is the Journal of EPTS. We have a new one here. Yeah, we're going to use this one for the conference. Yeah, EPTS conference this year. So
I do all the editorial stuff like comparing English with Burmese, checking whether it's right or not. Yeah. Slowly, the church was beginning to embrace ecumenical doctrine, movement, and slowly this liberalism came into Myanmar. And now, I would say the biggest threat to the churches is prosperity gospel. Before prosperity gospel came, Pentecost charismatic movement, and then those guys turned into now prosperity gospel preachers. ကျွန်တော်ကPentecostal background ကလာတာပေါ့နော် Pentecostal တောင်ကျွန်တော်တို့က Pentecostal မှာတော်တော်လေးအစွန်းရောက်တယ်ပေါ့နော်တော်တော်လေးအစွန်းရောက်တယ်တမန်ကျမ်းစာထဲမှာမပါတဲ့ movement တချို့လည်းကျွန်တော်တို့ကလုပ်ခဲ့တယ်။နောက်မှာရီးတာတွေဘန်ကတ်တွေယူလာဆူတောင်းပေးမယ်ပတ်စံတိုးပွားမယ် prophet ပြုချက်တွေ prophet လူတွေကိုကျွန်တော် prophet ပြုတယ်ပြီးတဲ့အခါမှာ praise and worship မှာရီးကြတယ်ငိုကြတယ်လူတွေကိုကျွန်တော်တို့ဆူတောင်းပေးတဲ့လက်တွေမျိုးဆူတောင်းပေးတယ်တခါတလေမှာဆူတောင်းပေးရင်းနဲ့ဟိုလူတွေမလဲတဲ့အခါမှာဟိုတွန်းလိုက်မိတဲ့အခြေအနေလည်းရှိတာပေါ့နော်အဲ့လိုမျိုး Pentecostal background ပေါ့နော်ဒါဘာကြောင့်ဒီလိုမျိုးလုပ်တာလဲပြောပြပါဦးစာကနေရေရခြေတဲ့လူတွေဖျားဖူးလာတဲ့လူတွေကုသိုလ်ရအောင်လို့ဖြစ်နေတာလွတ်ချင်တာဖြစ်ပါနော်ဘယ်လိုကုသိုလ်တွေရမယ်ဘယ်လိုမျိုးကုသိုလ်လဲပြအမကိုရစိတ်ထဲမှာပေါ့ကိုရစိတ်ထဲမှာကိုရည်ရွယ်ချက်တဲ့ကုသိုလ်ပေါ့ကိုရဲ့ကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့ဆန္ဒပေါ့ခုကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ကျွန်တော်တို့တိုင်းရင်းသားဘောနော်တိုင်းရင်းသားရှစ်ခုရှိပါတယ်အဲ့ဒီထဲမှာကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဖြစ်ပြီးတော့ဗမာလူမျိုးတွေကတော့အများဆုံးလူမျိုးဖြစ်ပါတယ် Race and religion go together. So they would say Jesus is the God of the Chin people or the God of Western people. We share the gospel to the Buddhist people. It's really difficult for them to really embrace Jesus as Savior and Lord and follow Him faithfully and forsake all idol worshipping. When we share the Bible, sometimes it's very difficult because they don't want to hear. I know about you. I know about your religion. Yeah, all religions are doing good. So very challenging. So in order to share the gospel, we need to build a relationship first. So sometimes we could not make a relationship or make friends with them. That's very challenging to some of them, not all of them, some of them, because they don't want to hear, they don't want to talk about our religion, our beliefs. That's the most challenging thing. The price is very high. It's not just forsaking about one religion, it's about forsaking your own people, betraying your own people. They can kick out of your village. All your relatives will hate you, will abandon you. So the price is really high. ဟုတ်တယ်ကျွန်တော်တို့အဲ့လိုမျိုးယေရှုခရစ်ကိုယုံကြည်တဲ့ကျွန်တော်မိသားစုလိုက်ပေါ့နော်ကျွန်တော်အဖေအမေ
ဘာယုံကြည်တဲ့အခါမှာကျွန်တော်တို့မိသားစုရဲ့အဆွေမျိုးတွေရဲ့စွန့်ပစ်ခြင်းတော့ခံရတာပေါ့နော်ခံရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ရွာမှာရှိတဲ့အဲ့ဒီ မိမယူလိုက်တော့ဟာဒီလိုချက်လက်ဖြတ်စေးတယ်အခုမိမထပ်ယူပြန်ပြီဆိုပြီးတော့မှဖြစ်တဲ့အခါမှာကျတော့အဲ့ဒါတွေမကသေးဘူးမိမယူပြီးသားနှစ်ယောက်ရပြီးတော့တိတ်မချခင်မှာပဲကျွန်တော်ကခရစ်တယောက်လည်းဖြစ်သွားရောအရန်ပေါက်ကွဲကုန်တယ် ကျွန်တော်အဖေကတော့အရန်ပဲစိတ်ခံစားမှုဖြစ်ခဲ့တယ်ပေါ့နော်။ဘာကြောင့်လဲအဖိုးအဖွားတွေပိုင်ခဲ့တဲ့ဟာဆိုတော့ तू ကတော့ပြန်ပြီးတော့မှအဲ့လိုမျိုးပြန်တောင်းမယ်သို့မဟုတ်လဲတရားရင်ဆိုင်မယ်ဆိုတဲ့အထိအဲ့လိုမျိုးထိတောင်ခဏတော့စိတ်ဖြတ်သွားတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့ဆူတောင်းတယ်ခရစ်တော်ဟိုကျွန်တော်တို့အမျက်ရထားပြီဆိုတော့လေဒီຢာတွေကိုသူတို့ကိုစေတနာနဲ့ပေးလိုက်ပါဒီနေ့ကျရင်သူတို့နဲ့ကျွန်တော်တို့မျက်နှာမပစ်ချင်ဘူးစိတ်မဆိုးချင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသူတို့ကိုအိမ်ဝင်ကလေးတရားဝင်ခါရအောင်မယ်ဆိုပြီးတော့သူတို့10နှစ်လောက်ကျွန်တော်တို့မခေါ်ခဲ့ဘူးပေါ့နော်ကျွန်တော်10နှစ်ကျော်ကမှပြန်ပြီးတော့ရွာတစ်ခေါက်ရောက်ပြီးတော့မှသူတို့နဲ့မိတ္တဟာရလေးနည်းနည်းပြန်လောက်ခဲ့တယ်ပေါ့နော်သူတို့ကိုမေတ္တာမပြတ်ဖဲနဲ့သူတို့ယူဆောင်သွားရင်တော့မှကျွန်တော်တို့ကအပြုံးမပြတ်ဖဲနဲ့ပေါ့နော်ခရစ်တော်ကြောင့်မလို့ကျွန်တော်တို့ကျင့်တတ်တယ်အားရတယ်ပေါ့နော်မိသားစုကျုပ်အိမ်ကိုဘယ်တော့မှလာမနေနဲ့ဆိုပြီးတော့မှဒါမျိုးတွေပြောခံရတာရှိတယ်ရွာလူကြီးရွာတကြီးကနေပြီးတော့မှကျွန်တော်ရောက်ခမကိုပြောတယ်ခမရဲ့တမတ်နဲ့သမီးကိုရွာထဲမှာလုံးဝလက်သင့်မခံဘူးရွာကိုလာတယ်ဆိုရင်လည်းရွာနာတယ်လုံးဝလက်မခံဘူးဆိုပြီးတော့မှဒီလိုမျိုးတွေပြောတယ်ကျွန်တော်ရဲ့ပန်းတိုင်ကတော့အခုကျွန်တော်ထားတဲ့ပန်းတိုင်ကတော့ဘာဖြစ်မရှိစင်းရသားတွေကိုဒါတော့တတိကောအဲ့ဒီကလေးဝင်လာရဒါလေးသားအတော့ပြရတော့ Pastor Khong Dao is part of the CHF Mercy Network so from our side we give them like rice cooking oil so they would go to these families with food package and tell them about Jesus. So he's really good in evangelism, street preaching. ရာပြင်တော့သူများစန္ဒမရှိလေလို့မခိုးချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့စန္ဒမရှိဘူးဆိုရင်ဒီချိန်ဒီခါကဘာမှမဖြစ်သွားနိုင်တယ်။လာဖမ်းပြီးမှအချုပ်လေးရောက်သွားနိုင်တယ်။အခက်မတင်ပါလေးရက်ခိုင်ထိုးခိုင်ရမယ်။လိုက်ရင်လိုက်စန္ဒမရှိမလိုက်ဘယ်သူမှမလိုက်ရင်လည်းတယောက်တည်းသွားမယ်လို့ပြောတာဒါတတိယဆန်ပိုင်တော့ဒီလိုဆန်ဖျက်ကျေးဇူးတော်ပထမတော့ EPDS ကြောက်တဲ့ရုံနော်106ပါ106ပါအင်္ဂါဘူးပါအဲ့ဒီချစ်တို့မရဘူး Some 6-7 years ago he was at EPTS studying theology and they started with one family. There are some few houses around this area like these families are kind of the main targets of their ministry. မယုံကြည်ဘူးအိမ်မရှိတဲ့လူထားချင်ဒါပဲအခုချိန်မှာလူတိုင်းခက်ခဲတယ်ဒီမှာကျူးကျူတွေမှာအိမ်မရှိဘူးကွန်းပြည်ကြီးမှာနေကြတယ်နောက်ဆုံးကိုတတ်နိုင်ခဲ့ရင်တော့မှသာသနာမြေလေးလုပ်ချင်တယ်ဒါပဲလုပ်ချင်ကျွန်တော်တော့ကြားစီရှင်တယ်လူတိုင်းကိုနော်တကယ်ယေရှုဟာကယ်တင်ရှင်ဖြစ်တယ်ကယ်တင်တဲ့ဖခင်ဖြစ်တယ်တချို့ဒီကျွန်တော်တို့လူမျိုးတွေရှိနေတယ်ပေါ့တခါကျွန်တော်တို့ဖခင်ကြောင့်ဘလောက်ပဲတက်တကယ်ယေရှုရဲ့ချစ်ချင်းမြတ်တာကယ်တင်ခြင်းကိုဘာမှနားမလည်ခဲ့ဘူးလေနားမလည်ခဲ့တော့ကဲတခြားတနေရာတစုံကနေကြားရပြီးမှဒါပေမဲ့တစ်ခါတည်းကလူတည်းကဘုရားအချိန်တန်လာတဲ့ချိန်ပေါ့နော်ဒုက္ခတစ်မျိုးမျိုးကြောင့်သူတတိယလာတဲ့ချိန်ပါဟိုအဲ့ဒီရှာအဲ့ဒါဆိုတဲ့အရာကိုသူတို့တိလာနိုင်တယ်ဆိုတဲ့အသွေးကိုနောက်ပြီးတော့ကျမ်းစာကလည်းပြောတော့ယောမ30စုပ်ခုမှာယုံကြည်ခြင်းကကြားလာခြင်းကလည်းဘုရားစကားဖြစ်တယ်ဆိုတဲ့အရာကမကြားဘူးဆိုရင်ကြားဖို့ကပြိုးဖို့လို့ပြိုးမဲ့လို့မရှိနေမကြားဘူးဒါကြောင့်ပြိုးအဲ့လိုဒီအရာကို
when crisis come, your worldview is very important. Your theology is very important. For example, the coup happened. They were so angry. People were just, struggling. Is really God good enough? Is He caring about us? Is God in control? Why God allows this kind of suffering to happen in our own lives? အဲ့တော့ကျွန်တော်ဒီမြန်မာပြည်မှာဆိုရင်အမှုတော်ဆောင်တဲ့သူတွေတော်တော်များများတရားတောင် monogrammar တောင်နားမလဲတဲ့သူတွေများစွာရှိတယ်။ဒါကြောင့်ကျမ်းစာကိုလေ့လာတဲ့အခါမှာကောင်းကောင်းလေ့လာဖို့အတွက်မတတ်နိုင်ကြဘူး။အထူးသဖြင့်ကျွန်တော် hermeneutics အတန်းကိုသင်တဲ့အခါမှာသိတာပဲကျောင်းသားတွေက grammar တွေမသိကြဘူးမြန်မာပြည်မှာအရင်တော့ခေတ်ကောင်းတော့ပို့ပြီးတော့အဆင်ပြေလာတယ်။ဒါပေမဲ့အခုဆိုရင်ကျွန်တော်ဆရာကောင်းတွေလည်းမရှိတော့တဲ့အတွက်ကြောင့်ကျောင်းတွေမှာသူတို့နိုင်ငံရေးအရထကြတဲ့အတွက်ကြောင့်ပညာရေးကတော့ပို့ပြီးတော့ညံ့လာတာပေါ့နော်။ Good morning. Good morning, students. It's my happy birthday. Your happy birthday. Happy birthday. တော့ဖျားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်အိမ်တော်မကြခင်မှာကျွန်တော်အမျိုးသမီးကမူချိုချောင်းကို2014ခုနှစ်မှာအစာပြုခဲ့ပါတယ်။ကျွန်တော်အိမ်တော်ပြုတာနဲ့ဒီကျောင်းကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်လှုပ်ဆောင်သွားကြပါတယ်။အခုဆိုရင်ကျွန်တော်grade 70ပေါ့နော်ကျွန်တော်ကျောင်းမှာရှိပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တစ်နှစ်ပြီးတစ်နှစ်ဒီ grade ကိုတိုးသွားဖို့လဲကျွန်တော်ရင်မှန်ကျွန်တော်လူတိုင်းတတ်နိုင်အောင် afford လုပ်နိုင်အောင်ကျွန်တော်နောက်စိနှုန်းနဲ့ထားပြီးတော့ကျွန်တော်လှုပ်ဆောင်ပေးတာဖြစ်တယ်ကျွန်တော်အကျိုးမြတ်တောင်မှသိမရှိဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်ဒီကျောင်းအားနေကျွန်တော်ကလေးတွေပညာကောင်းရလာပြီးတော့နောက်ခါမှာတမန်ကျမ်းစာကိုကောင်းကောင်းနဲ့လေ့လာနိုင်တော့သူများသူတို့ theologian တွေဖြစ်လာနိုင်ဖို့နောက်တကယ် expositors common expositors ဖြစ်လာနိုင်ဖို့ရန်အတွက် Today I want to tell you about my hero that I am admire. My hero is Jesus because he saved us from our sins. The education ကအမှန်တမ်းသူတို့ရဲ့ငယ်ကလေးကနေသင်ရတဲ့အရေးကြီးတာဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။ဒါကြောင့်ဒီ education ကျောင်းကိုပေါ့နော်လုပ်ရတာတော်တော်လေးကိုရှေ့နာကအတွက်music တွေအတွက်အမှန်တမ်းအရေးပါတဲ့အရာတစ်ခုလို့ကျွန်တော်မြင်ပါတယ်။ Okay, bye-bye students. Bye-bye, see you later. Okay. Bye-bye. Okay, let's take a Okay. ကျွန်တော်ဒီလောကဒီအချိန်တွေမှာတော်ကိုမျောလင်းချက်မရှိတဲ့အချိန်မောင်းနေတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကအလင်းရှင်ပြလို့တော့သူ့ရဲ့ကယ်တင်ခြင်းနဲ့သူ့ရဲ့ချစ်ချင်းမေတ္တာကကျွန်တော်တို့ကိုပြလိုက်ပြီးတော့ထူထောင်ပေးနိုင်တယ်ကျွန်တော်တို့ကိုကယ်တင်နိုင်တယ်ဆိုတာကိုလူတွေကိုသိစေဖို့ဖြစ်တယ်ရှင်ပေါလုကရောကျွန်တော်ဒီ2025 EPTS conference မှာလည်းကျွန်တော်ခရစ်တော်အကြောင်းကိုဟောပြောခြင်းဆိုတော့ဘာကြောင့်ခရစ်တော်ကိုဟောပြောခရစ်တော်အကြောင်းကိုဟောပြောဝင်ဖို့လိုလဲဆိုတော့ကျွန်တော်ခရစ်တော်သားလည်းလောကလူတွေအတွက်ကယ်တင်ရှင်ဖြစ်တယ်မျှော်လင့်ချက်ဖြစ်တယ်ထာဝရအတွက်မျှော်လင့်ခြင်းဖြစ်တယ်
this time I asked my friends, pastors, how do you think the conference? So they say it's very good. We need this kind of conference every year. Many of them are coming from really, really far. If they come by bus, it's going, by the time they get home, it's going to be dark. So now it's like 4:30. By the time they get home, maybe 7 o'clock. So it's going to be very dark. So, but they are willing to pay the price for this kind of conference. ထိုအရာကိုရှင်းလင်းနိုင်ဖို့ရန်အတွက်ဝိညာဉ်တော်ဖခင်ကမဆာတော်မူပါယေရှုဖခင်နာမကိုပြီးဆုတောင်းဆက်ကပ်နိုင်ကြပါ၏အာမင် I am so thankful to God for EPTS, EPTA, their teaching ministry, their conference, their training. I also thank for my co-elders for their love, their labors in the ward ministry, in helping and building up our members' faith. Okay, finished. We're done. Hallelujah. Somebody just told me that they wanted 3 days, not 2. So this time, because we schedule only 2 days, but some of them expressed that they wanted 3 days. So next year maybe we plan for 3 days. There are many crises in life, just suffering, being poor or whatever reason. And many of my friends just go outside Myanmar and live somewhere else. Yeah, there are many opportunities to serve outside Myanmar. But in my heart, I knew, God has called me to my country. People were going to other country. I'm not blaming. They should, they must. But as for me, as I'm serving the Lord, we have to take care of our church member, our family, by believing and trusting our faithful God. Yeah, that's what I can have peace in my life. Yeah. God just use faithful people who are committed to the truth, the Bible, to bring people to Himself. And
Our part is just to preach Christ faithfully. This world is not our home. We are just aliens, troubled strangers in this world. We're going home. Tara Pshai Namaroko Patana Pudo Turai Gedin Chin Kayame P. Do Yari Mimi Mayonji do Ashintan, Me do Patana Punamini, Mimi Majapu do Ashingu, Me do Yonji Namini. Hobyo to Mishilin. Mido Jana Mini Silo Chimakayali Mido Hobyo Namini Gamia Chine Sidi Wamio Poetringu Hobyo do Dumia Chidodi Alone Tinde Sodagahu Janzana Jita de Dai Pidi